ဘဝဆိုတာခမားလိုချင်တယ်လို့အမြဲတမ်းဖြစ်မနေပါဘူးတခါတလေကြာရင်မျော်လင့်မထားတဲ့ပြဿနာတွေစီးပွားရေးအဆင်မပြေမှုတွေလူမှုရေးအရှုပ်ရှင်းတွေလားဒီရေနွေးအိုးတွေကစူပွက်နေတဲ့ရေတွေလိုပဲခမားကိုပူလောင်စေပါလိမ့်မယ်အဲ့ဒီလိုအခြေအနေမျိုးရောက်လာခဲ့ရင်ခမားဘလို့တွန်းပြန်မလဲခမားရဲ့စိတ်နေစိတ်ထားကဘလို့ပြောင်းလဲသွားမလဲဒီမေကုန်းကိုဖြေဖို့မတူညီတဲ့အရာဝတ္ထု၃ခုကိုရေနွေးပူတဲ့ထည့်ကြည့်ကြစို့ပထမဆုံးတစ်ခုကတော့မုံလာဥနီပါရေနွေးထဲမရုပ်ခင်တုန်းကမုံလာဥနီကအရန်ကိုမာကြောတယ်တန်မာတယ်ဘသူနဲ့တိုက်မကွဲမဲ့ပုံပဲဒါပေမဲ့ရေနွေးပူနဲ့အချင်းချာချာတွေးလိုက်တဲ့အခါဘာဖြစ်သွားလဲသူဟာပျော့ဖတ်သွားတယ်သူ့ရဲ့မူလတိဆောက်ပုံတွေပျက်စီးပြီးအားနည်းသွားတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာဒီလိုလူမျိုးတွေရှိတယ်အပြင်ပန်းကြီးရဲ့တန်မာတရားထက်မြက်တရားရှိပြီမဲ့ဘဝရဲ့အခက်အခဲတကယ်ကြုံလာတဲ့အခါစိတ်သက်တွေပြိုလဲပြီးကြောက်ရွံ့ပြီးဘာမှမလုပ်နိုင်တော့လောက်အောင်ပျော့ညံ့သွားကြတယ်ခညာကောမုံလာဥနီတလုံးဖြစ်နေမလားဒုတိယတစ်မျိုးကတော့ကြက်ဥပါကြက်ဥဟာတဘာဝအားဖြင့်နူးညံ့တယ်အထဲမှာအရေးကြီးလေးတွေနဲ့ဖွဲ့စည်းထားတယ်အပြင်ခွန်ပပလေးကသူ့ကိုကာကွယ်ပေးထားတာပါပဲဒါပေမဲ့ရေနွေးပူဒန်းကိုခံလိုက်ရပြီးတဲ့နောက်မှာသူ့ရဲ့အပြင်ပန်းပုံစံကမပြောင်းလဲပေမဲ့သူ့ရဲ့အတွင်းစိတ်ကတော့လုံးဝကိုမာကျောသွားခဲ့ပါပြီဒါဟာတိတ်ကြောက်စရာကောင်းပါတယ်တချို့လူတွေကဒီလိုပါပဲချစ်သူထားသွားတာသစ္စာဖောက်ခံရတာဆုံးရှုံးမှုတွေကြုံရတာဒီလိုဒုက္ခမီးတွေပြီးသွားတဲ့အခါသူတို့ဟာပျော်လဲမသွားပေမဲ့သူတို့ရဲ့နှလုံးသားကခါတူးသွားတယ်မာကျောသွားတယ်ဘသူကမှမယုံရဲတော့ဘူးခွတ်လွတ်နိုင်စွာမရှိတော့ဘူးနူးညံ့မှုတွေပျောက်ဆုံးသွားတယ်ခညာကောဒုက္ခတွေကြောင့်နှလုံးသားမာကျောသွားတဲ့သူဖြစ်နေပြီလားနောက်ဆုံးတစ်မျိုးကတော့ကော်ဖီစေ့ပါတယ်ကော်ဖီစေ့ကထူးခြားတယ်ရေနွေးပူတဲ့ရောက်သွားတဲ့အခါသူဟာမုံလာဥလိုပျော့မသွားဘူးကြက်ဥလိုမာမသွားဘူးတကယ်တော့ကော်ဖီစေ့ကရေနွေးပူကိုလိုကတ်ပါတယ်ရေကပူပူလေးလေးကော်ဖီရဲ့မွေးပြတ်တဲ့ရနံ့နဲ့အရသာကပိုပြီးထပ်ပေါ်လာလေးပါပဲအရေးကြီးဆုံးအချက်ကတော့ကော်ဖီစေ့ဟာသူ့ကိုယ်သူပြောင်းလဲဖို့ကြိုးစားနေတာမဟုတ်ပါဘူးသူကသူ့ကိုဒုက္ခပေးနေတဲ့ရေနွေးပူကြီးတဦးလုံးကိုအရသာရှိတဲ့ကော်ဖီအဖြစ်ပြောင်းလဲပစ်လိုက်တာပါမိတ်ဆွေခမရဲ့ဘဝမှာအခြေအနေတွေဆိုးဝါးလာတဲ့အခါကော်ဖီစေးလေးလိုကြင့်ကြံပါပတ်ဝန်းကျင်ကခမကိုဖျက်ဆီးဖို့မခွင့်ပြုပါနဲ့အဲ့ဒီအစားခမရဲ့အရေးအချင်းခမရဲ့မေတ္တာတရားတွေနဲ့အဲ့ဒီဆိုးဝါးနေတဲ့အခြေအနေကိုပိုကောင်းအောင်ပြောင်းလဲပစ်လိုက်ပါအခက်အခဲဆိုတာခမရဲ့တန်ဖိုးအစ်စ်အမှန်ကိုထုတ်ပြဖို့အကောင်းဆုံးအချိန်ပါပဲ